တရားမောခင်တရားမနာခင်ဘုရားဘာသာဝင်တို့ရဲ့အထုထိပ်ပြည်သောအနန္တနန္ဒ၅ပါးကိုရှိခိုးကြပါစို့နောက်ကလိုက်ဆိုကြဗုဒ္ဓဂုဏံတကေသံအဟံဝန္ဒာမိပါဗျာဤလူဘဝအရာတော်သည်မြတ်ဗျာဤဂုံကိုရိုသေမြတ်နိုးလက်ဆုံးမို့ရှေခိုးပါဤဗျာဓမ္မဂုဏသကေသံအဟံဝန္ဒာမိပါဗျာဤလူဘဝအရာတော်သည်တရားတော်မြတ်ဤဂုံကိုရိုသေမြတ်နိုးလက်ဆုံးမို့ရှေခိုးပါဤဗျာသံဃာဂုဏသကေသံအဟံဝန္ဒာမိပါဗျာဤလူဘဝအရာတော်သည်သံဃာတော်မြတ်ဤဂုံကိုရိုသေမြတ်နိုးလက်ဆုံးမို့ရှေခိုးပါဤဗျာမာတာပိတုဂုဏသကေသံအဟံဝန္ဒာမိပါဗျာဤလူဘဝအရာတော်သည်မိဘနှစ်ပါးဤဂုံကိုရိုသေမြတ်နိုးလက်ဆုံးမို့ရှေခိုးပါဤဗျာအာစရိယဂုဏသကေသံအဟံဝန္ဒာမိပါဗျာဤလူဘဝအရာတော်သည်ဆရာဓမ္မမြတ်ဤဂုံကိုရိုသေမြတ်နိုးလက်ဆုံးမို့ရှေခိုးပါဤဗျာသာဓုသာဓုသာဓုအနန္တနန္ဒ၅ပါးကိုရှိခိုးပြီးတဲ့နောက်မေတ္တာပူဇော်ရအောင်ကိုယ်ငါတစ်ခေါက်တန်ပြီးပါမယ်အလုံးစုံဘုရားဘဝတို့တို့တော်တို့ကနှစ်ခေါက်ဆိုကြပါကိုယ်စိတ်နှပြဘေးရန်ကွာချမ်းသာကြပါစေနှလုံးကိုစီသုံးရွှင်ပြုံးကြပါစေ
တာရေဆန်းကိုစီဖြံအေးချမ်းရပါစေမြေတာရန်သူသောတာမူအဘူကင်းပါစေခန္ဒီယံသောတာမံတော်လှန်နိုင်ပါစေခန္ဒီနှလုံးအစင်တော်ရွှင်ပြုံးကြပါစေဒုမြေတာစွမ်းကဘာလွန်ငြိမ်းချမ်းကြပါစေသာဓုခေါ်သာဓုသာဓုသာဓုအရလုံးဘုရားဝါဒုတို့အလုံးမင်္ဂလာပါဘုရားဝါဒုတို့တော်ကိုရင်တို့နဲ့ကအတိတ်ကရှေးပဋ္ဌာန်းစာရှိလို့ရေစာရှိလို့ဆွရကြရတာပဋ္ဌာန်းစာရေစာတာမရှိဘူးဆိုရင်ဒီလိုမျိုးဆုံးဖို့ကြုံဖို့ဆိုတာလွယ်ပါမလားလွယ်ဘူးဒါကြောင့်မို့နောက်ကိုပဋ္ဌာန်းစာရေစာရှိတဲ့ကိုဘိုးဘဝဟူတော်တွေကိုကိုရင်ကလည်းပဲတရားနဲ့ပြန်ပြီးတော့ကျေးဇူးဆက်ပေးခြင်းပါတယ်ယနေ့ရန်ကုန်တိုင်းဒေသကြီးလဲကူမြို့နယ်စလုံးကြီးကျေးရွာဒါနကုသလဆွမ်းလောင်းအသင်းရှစ်ကြိမ်မြောက်ဆွမ်းလောင်းအောင်ပွဲအထူးဓမ္မသဘင်တရားဝဲမှာယနေ့ညဟောကြားသောတရားကောင်းကြီးရဲ့နာမည်ကကိုပြုတဲ့ကံကိုထံပြန်တဲ့ပါတယ်ကိုပြုတဲ့ကံကိုထံပြန်နာဘူးလားမနာဘူးကတော့ဟောမနေတော့ပါဘူးနော်ဟောလဲနားလဲမှာမဟုတ်လို့ကိုပြုတဲ့ကံကိုထံပြန်တရားအဲ့ဒါပဲဒီကနေ့ကံအကြောင်းကိုဟောမလို့တချို့ကံအကြောင်းသဘောမပေါက်ဒီထဲလဲကံအကြောင်းသဘောပေါက်တဲ့သူများမလားနဲမလားကံအကြောင်းသဘောပေါက်တဲ့သူနဲလိမ့်
ကန်ဆိုတာကြားဘူးတယ်မလားကန်ဆိုတာသူများလှုပ်တာလားကိုလှုပ်တာနားလေအောင်ပြောရမယ်ဆိုရင်တနေ့မှာဘိုးတို့ဘဝတို့ကိုရင်တို့ချီမှာအမှု၃မှုရှိတယ်တဲ့ပြောအမှုဘာနာမှု၃ပါဗျာအာမှုဟောဗျာအာမှုလဲမေးတာမဖြေပဲရီးနေဟောအမှု၃မှုကဘာတွေလဲရောချတဲ့သူနဲ့အခါပါတော့လေအမှု၃မှုရှိကာယကံမှုဆိုတာဘာကိုပြောတာကိုယ်ဖြင့်ပြုလုပ်တာတဲ့ခန္ဓာကိုယ်ကြီးနဲ့ပြုလုပ်တယ်ဝစီကံမှုဆိုတာဟမ်နှုတ်ဖြင့်ပြုလုပ်တယ်ပါဇက်ကပြောတာမနောကံဆိုတာကစိတ်ကကြံတနေ့မှာဘိုးတို့ဘဝတို့စားဖို့တောက်ဖို့နေဖို့ထိုင်ဖို့အတွက်ငွေမရှာရဘူးလားငွေရှာတဲ့နေရာမှာဝိတဲ့အခါမှာငွေရှိမှဝိရတဲ့ဖြင့်ငွေမရှာရင်ဝိနိုင်ပါမလားစားတဲ့အခါကျတော့လည်းပဲငွေရှိမှစားရတဲ့ဖြင့်ငွေမရှာရင်စားလို့ရပါမလားမရဒါကြောင့်ငွေရှာတဲ့နေရာမှာခန္ဓာကိုယ်ကြီးနဲ့ကောမပြုတ်ဘူးလားပြုတ်အဲ့ဒါဘာမှုခေါ်မလဲကာယကမှုငွေရှာတဲ့နေရာမှာပါဇက်ကကောမပြောဘူးလားအာမှုခေါ်မလဲဝစီကမှုစိတ်ကရောမကြံဘူးလားအာမှုခေါ်မလဲမနောကမှုအာဒီကာယကံဝစီကံမနောကံနေနဲ့ငွေရှာလို့ငွေရလာပြီဆိုရင်စားကျင်တာတွေတောက်ကျင်တာတွေဝတ်ကျင်တာတွေထိုင်ကျင်တာတွေပျော်ကျင်တာတွေပါကျင်တာတွေငွေရလာရင်ဒီအကျိုးတရားတွေမခံစားရဘူးလားခံစားရတချို့အယုံတို့ဂတ်တို့ရောက်မှအမှုလို့ပြောတယ်အခုအမှုတန်းလန်းကြီးနဲ့ဟိုးလိုဘဝတို့ကိုရင်တို့ကအမှုတယ်တွေလို့ပြောရင်လွဲနိုင်ပါမလားမလွဲနိုင်ဘူးဒါကြောင့်ကံဆိုတာသူများလုပ်တဲ့အလုပ်မဟုတ်ဘူးကိုလုပ်တဲ့အလုပ်တဘောပေါက်လားတချို့ကကံကြောင့်တဘောမပေါက်တော့အိုးတဲ့ကံရှိစားရလိမ့်မယ်ပေါ့ကံကိုမိုးပေါ်ကြာကြီးမှတ်တယ်ထင်ပါရဲ့ကံယုံတော့စူးယုံနေတော့ပါဖြစ်စူးတာပေါ့ဟာစူးတယ်ဟာစိတ်ကကြံမနောကဒီပေါ်နဲ့စူးမှာပေါ့မဇက်ကပြောတယ်ဝစီကစူးကြုံမရောက်နေတဲ့ခြေတော်ကလေးကိုပြန်ရုပ်တာကာယကအဲ့ဒီစူးကြုံပေါ်မနှင်းမှမစူးမှာမစူးအောင်လုပ်တာကဘာတူလဲကိုမနှင်းမှာကိုမစူးမှာပေါ့ဒါဟုတ်တဘောမပေါက်ဘူးနော်ကံရှိစားရလိမ့်မယ်ပေါ့တဲ့နော်ထမင်းဟိုတဲ့ထမင်းချက်ထားလို့ထမင်းတော့ဖြစ်နေပြီကဲကံရှိစားရလိမ့်မယ်ပေါ့ဆိုထိုင်းနေစမ်းပါထမင်းဟိုတဲ့ကထမင်းကလေခြေထောက်ပေါက်ပြီးတော့ဟောဒီဗဇက်တဲ့လာဆင်းပါမလားဝေးတာမယုံရင်ထိုင်ဆောင်အမှ9ရက်ပြည့်သိမ့်မယ်တော့မှ
ဟုတ်တယ်လေထမင်းစားခြင်းနဲ့စိတ်မနောကဦးဝေဟာဟေစားမဟိဘာကြကပြောတယ်ဝစီကခန္ဓာကိုယ်ကြီးကလှုပ်ရပြီထမင်းဟိုတဲ့ကထမင်းကိုလက်နဲ့ခူးပြီးပါးစပ်ထဲထည့်တာကာယကဒါတော့ပါးစပ်ထဲရောက်တာတော့ဒီတိုင်းနေလို့ရလားမရပါဘူးဗျာပါးစပ်ထဲရောက်တာတော့အထက်တော့အောက်တော့ကြိတ်ရပြီဟုတ်တယ်လေဒါမှလေချောင်းနဲ့ရုပ်ရုပ်ကျူးကျူးဆင်းမှာပေါ့နေရလေးများမကြိတ်ရှာကလေးကပို့ပေးရသေးဘာကြီးတာတုံးလို့အယိုးလေးများတွေ့ရင်ရှာကလေးကရွေးပြီးတော့နော်နှခါလေးနဲ့စူပြီးတော့လက်ကလေးနဲ့ဖယ်ပြရသေးဒါကြောင့်ကံဆိုတာသူများလုပ်တဲ့အလုပ်မဟုတ်ဘူးကိုလုပ်တဲ့အလုပ်ဒါကြောင့်ဒီကာယကံဝစီကံမနောကံအနေနဲ့ငါဒီကောင်းတာတွေလုပ်ရင်ကောင်းတဲ့ကျိုးတွေခံစားရမကောင်းတာတွေလုပ်ရင်မကောင်းတဲ့ကျိုးတွေခံစားရဒါကြောင့်လိုက်ဆိုကောင်းပင်ပြိုးကကောင်းကျိုးရာလောကဓမ္မတာဆိုပင်ပြိုးကဆိုကျိုးရာလောကဓမ္မတာကောင်းပင်ပြိုးကကောင်းကျိုးရာလောကဓမ္မတာဆိုပင်ပြိုးကဆိုကျိုးရာလောကဓမ္မတာတခါဆိုကြည့်ပါဦးကောင်းတာလို့ရင်ကောင်းတဲ့ကျိုးခံစားရမှာမကောင်းတာလို့ရင်မကောင်းတဲ့ကျိုးခံစားရအချိုသီးစားခြင်းရင်ဘာပင်ဆိုင်ကအခါသီးစားခြင်းရင်အချိုပင်ဆိုင်ရင်ဘာသီးစားရမအခါပင်ဆိုင်ရင်ဘာသီးစားရအဲ့ဒီလိုမှမဟုတ်ဘဲနဲ့အခါပင်ဆိုင်ပြီးတော့အချိုသီးစားလို့ရတယ်အခါပင်စိုက်တာကတော့အခါပင်စားကျင်တာကအချိုကြီးရလားမရဒီလိုပဲကိုကကောင်းတဲ့အကျိုးတွေခံစားခြင်းနဲ့ဆိုရင်ဘာတွေကိုလုပ်ရကောင်းတာတွေလုပ်ရအဲ့ဒီလိုမှမဟုတ်ဘဲနဲ့မကောင်းတာတွေလုပ်ပြီးတော့ကောင်းတဲ့အကျိုးတွေခံစားခြင်းနဲ့ဆိုရပါမလားမရဘူးတဲ့နောက်ဒါကြောင့်ကာယကံဝစီကံမနောကံအနေနဲ့ကောင်းတာတွေလို့ကောင်းတာတွေပြောကောင်းတဲ့ကျိုးတွေကြံဒါကြောင့်ဒီကံ၃ပါးမှာမနောကံကခေါင်းဆောင်မနောကံကအရေးကြီးစိတ်ကအရေးကြီးစိတ်ကခိုင်းတဲ့အတိုင်းကာယကံဝစီကံတွေကမလုပ်ကြဘူးလားစိတ်ကခိုင်းတဲ့အတိုင်းမပြောရဘူးလားစိတ်ကဒါဆိုလို့မနောကံကဒါလို့ဆိုလို့ဒါပြောဆိုပြောဒါကြောင့်ဒီကံ၃ပါးမှာမနောကံကဘာနဲ့တူတော့ဆိုတော့နားလည်အောင်ပြောရမယ်ဆိုရင်စကားတကားမှာဒါရိုက်တာနဲ့တူတယ်တဲ့ပြဘာနဲ့တူတယ်ဒါရိုက်တာဆိုတာဘာလဲရုပ်ရှင်ရိုက်တာတော့သိတာပေါ့ဒါရိုက်တာကလှုပ်တဲ့သူလားခိုင်းတဲ့သူလားခိုင်းတဲ့သူကျန်တဲ့မင်းသားမင်းသမီးဇက်ဖို့ဇက်ရန်လူကြားတွေကခိုင်းတဲ့သူလားလှုပ်တဲ့သူလားလှုပ်တဲ့သူဒါရိုက်တာခိုင်းတဲ့တာလှုပ်ကနော်ဒါရိုက်တာကဒီနေရာမှာကျန်းဆိုကျန်းလွမ်းဆိုလွမ်းဆွေးဆိုဆွေးထိုးဆိုထိုးအိတ်ဆိုအိတ်သွားဆိုသွားနော်
ဒါလိုက်တာခိုင်းတဲ့အတိုင်းမင်းသားမင်းသမီးသက်ဖို့ဆက်ရန်လူချမ်းတွေကမလို့ရဘူးလားလို့ရပြီးတော့ကာယကံဝစီကံကကာယကံနဲ့ဝစီကံကမင်းသားမင်းသမီးသက်ဖို့ဆက်ရန်လူချမ်းတွေနဲ့တူတယ်တဲ့သူတို့ကအားလုံးဒါလိုက်တာခိုင်းတဲ့အတိုင်းလုပ်ကြတာပေါ့ဒီကာယကံဝစီကံကလည်းပဲဒီမနောကံခိုင်းတဲ့အတိုင်းလုပ်ကြပြီးတော့ဒါလိုက်တာကမကောင်းတဲ့ခံရိုက်ခိုင်းရင်မင်းသားမင်းသမီးသက်ဖို့ဆက်ရန်မကောင်းတာတွေပဲလုပ်ကြကောင်းတဲ့ခံရိုက်ခိုင်းရင်ကောင်းတာကောင်းတဲ့ခံမရိုက်ကအခုဘိုးတို့ခပါရုနော်ဓာကားတွေထဲမှာကြည့်ဘူးမှာပေါ့ဓာကားကြီးနိုင်လူဆိုတာလေအဲ့ဒါတော့ဝဲပေါက်နေပါပြီနော်သိတယ်မလားဓာကားကြီးနိုင်လူကိုရမေးကြည့်ဓာကားကြီးလို့ဘာဖြစ်လို့မကောင်းတဲ့ကားတွေပဲရိုက်တာလေတဲ့တဲ့ကိုရင်လေးဗျာတဲ့တပည့်တော်ကတော့ကောင်းတဲ့ကားရိုက်ချင်တာဗောတဲ့ဒါပေမဲ့ဒါလိုက်တာကဒီကားတွေပဲရိုက်ခိုင်းတော့တပည့်တော်လည်းဒီကားတွေပဲရိုက်နေရတာဗောဗျာဩဒါလိုက်တာခိုင်းနေတယ်မလို့ရဘူးလားလို့ရတယ်ဒါကြောင့်ဒီကာယကံဝစီကံမနောကံဒီကံသုံးပါးမှာမနောကံဆိုတဲ့စိတ်ကမကောင်းတဲ့အတွေးတွေဝင်သွားမယ်မကောင်းတဲ့အကြံစီတွေဝင်သွားမယ်မကောင်းတာတွေဖြစ်သွားမယ်ဆိုရင်ကြံတဲ့ကိုယ့်ရဲ့စိတ်ကမကောင်းတာတွေလောက်ခိုင်းမယ်ဆိုရင်မကောင်းတာတွေလောက်ခိုင်းမယ်မကောင်းတာတွေပြောခိုင်းမယ်ဆိုရင်ကြံတဲ့ကာယကံဝစီကံကလည်းပဲစိတ်ကခိုင်းတဲ့အတိုင်းမကောင်းတာတွေမပြောရဘူးလားပြောရမကောင်းတာတွေမလုပ်ရဘူးလားလုပ်ရတယ်ဒါကြောင့်မကောင်းတာတွေမပြောမိစေဖို့မကောင်းတာတွေမလုပ်မိစေဖို့အတွက်ကိုယ့်ရဲ့စိတ်ကလေးကိုဖြူစင်အောင်ထားဖို့မလိုဘူးလားလိုတယ်စိတ်ကဖြူစင်ရင်ကိုယ့်ရဲ့မနောကံကကောင်းတဲ့အတွေးလေးတွေကြံနေမယ်ကောင်းတာလေးတွေဖြစ်နေမယ်ဆိုရင်ကြံတဲ့ကာယကံဝစီကံတွေကလည်းပဲကောင်းတာတွေလုပ်မယ်ကောင်းတာတွေပြောမယ်ဒါကြောင့်ကိုယ့်ရဲ့စိတ်ကိုဖြူစင်အောင်ထားဖို့မလိုဘူးလားလိုတယ်ကိုယ့်ရဲ့စိတ်ကိုကောင်းအောင်ထားပါဒါကြောင့်မို့ဟောတရားကောင်းရပါတယ်ကိုပြုတဲ့ကကိုတံပြန်တဲ့နားလည်ပြီပါတယ်အဲ့ဒါကြောင့်မို့လို့ဒီကိုပြုတဲ့ကကိုတံချမ်းကိုတံပြန်ကိုပြောရင်းနဲ့တော့မှားတယ်နော်မကြီးနဲ့ကိုရင်ရှက်သွားမိုင်းနဲ့လုံးဖြည်းဖြည်းပြောလာတာမှားတယ်နော်ကိုပြုတဲ့ကံကိုတံပြန်ဆိုတဲ့တရားကောင်းခြင်းကိုအကြောင်းပြုပြီးတော့ကျောက်တို့သုံးလောကထွတ်တာတပ်ပင်ညမြတ်စွာဘုရားရှင်သည်တာဟုတ်ထိပြီးခြေတော်ရွှေချောင်းတော်မှာတရင်သုံးတော်မူခြင်းအခါတဲ့မြတ်စွာဘုရားဗမာတရင်သုံးတော်ကလေခြေတော်ကျောင်းတော်မှာမြတ်စွာဘုရားရှင်တရင်သုံးတော်မူခြင်းအခါယဟန်တွေကဝါလကင်းလို့တရင်ကြိုရောက်တဲ့အခါကျတော့သူတို့တရင်သုံးတဲ့နေရာကနေပြီးတော့မြတ်စွာဘုရားရှင်ကိုဖူးမြင်ဖို့ဆိုပြီးတော့သူတို့ရထားတဲ့တရားတွေမြတ်စွာဘုရားရှင်ကိုရှောက်ထားဖို့ဆိုပြီးတော့အဖွဲ့လိုက်အသင်းလိုက်အစုလိုက်လာကြတဖွဲ့ကြီးပေါ့အဲ့ဒီလိုလာကြတဲ့ချိန်ခါမှာပထမဆုံးတစ်ဖွဲ့ကမြတ်စွာဘုရားရှင်ကိုဖူးဖို့လာရင်နဲ့လမ်းခရီးကြားရွာတရွာကိုဆွမ်းခံဝင်တယ်ရွာတရွာဘာလုပ်တယ်ဆွမ်းခံဝင်တယ်
ဒီရွာတွေဆွမ်းခါဝင်တော့ဒီရွာကတကမတွေကယဟန်တွေကိုကြည်ညိုပြီးတော့တပိတ်တွေယူနေရထိုင်ရင်းနေပေးနော်ဆွမ်းကပ်ဖို့အတွက်ဆွမ်းချက်တာကိုစောင့်ပြီးတော့တရားနာနေရဆွမ်းကပ်ဖို့အတွက်ဒီတော့စဖို့ဆောင်မှာတက္ကမတယောက်ကဆွမ်းဟင်းနေချက်နေရင်နဲ့ဒီမီးဖို့တွေကမီးဘွားလေးတစ်ခုကကောင်းကင်ကိုပြန်တက်သွားတယ်။ဘာဖြစ်သွားလဲ။ဘာလေးလဲ။မီးဘွားလေးဒီမီးဘွားလေးကကောင်းကင်ကိုပြန်တက်ပြီးတော့အမိုးပေါ်ကမြက်ကရုပ်ခွေကိုသွားပြီးတော့လောင်းတယ်။မီးသွားလောင်းမြက်ကရုပ်ခွေသိတယ်မလား။မြက်ကရုပ်ခွေကိုမီးလောင်ပြီးတော့မီးလောင်တဲ့အချိန်နဲ့လေတိုက်တဲ့အချိန်နဲ့ဆိုတော့ဒီမြက်ကရုပ်ခွေလေးကလေပေါ်ပြန်သွားတယ်ဒီအချိန်မှာကောင်းကင်ကကြီးကန်းတကောင်ကလည်းပြန်အလာဒီလေပေါ်ပြန်နေတဲ့မြက်ကရုပ်ခွေကိုခေါင်းမှာစွန့်မိပြီးတော့လေပေါ်မှာမီးလောင်ပြီးတော့ရွာလေကိုကျပြီးတော့မီးလောင်ပြီးဘာပြောရလဲသေုံရှိတော့တာပေါ့ဘာတန်လေးဟာကိုရင်ကဆက်စုတတ်တယ်ဒါပါတော့ဟိုတို့ဘဝတို့ကြီးကန်းဘာဖြစ်သွားလဲဘလို့သေးသွားလဲခွင်းကိုလဲပင်ပြောတာလဲခွင်းနဲ့လဲပင်ကိုမီးခွင်းဆိုပြီးတော့နေသွားတယ်ဒီချိန်မှာယဟန်တော်တွေကအဲ့ဒါကိုမြင်တယ်မြင်ပြီးအံ့ဩပါတယ်ဒီမီးဘွားလေးတစ်ခုလေးပြန်တက်သွားတယ်မီးဘွားလေးရတယ်မြက်ကရုပ်ခွေလောင်းဒီမြက်ကရုပ်ခွေကနေလေတိုက်ပြီးတော့ကောင်းကင်ပေါ်ပြန်နေတဲ့ခိုက်ကြီးကန်းကလည်းပြန်လာနော်မြက်ကရုပ်ခွေနဲ့ခေါင်းမှာရှုံးလို့တည်သွားတယ်ဒီကြီးကန်းရဲ့အကုသိုလ်ကံကတော်တော်အံ့ဩဖို့ကောင်းပါလားတော်တော်ကြီးပါဟုတ်တယ်လေဒီတိုင်းလက်နဲ့လမ်းပစ်တာတော့ခေါင်းပါချို့ဖို့လွယ်ပါမလားမလွယ်ဘူးလေခေါင်းပါချို့ဖို့မလွယ်ဘူးဒါကြောင့်ဒီကြီးကန်းရဲ့အကုသိုလ်ကံကတော်တော်အကုသိုလ်ရှိပါလားတဲ့သူဒီအတိတ်တုန်းကဘလို့အကုသိုလ်တွေပြုခဲ့လို့ဒီလိုမျိုးခေါင်းမှာမြက်ကရုပ်ခွေဆိုပြီးတော့မီးလောင်မှုသေးတာလဲဆိုတာကိုမြတ်စွာဘုရားရှင်မှာတပါးအခြားသူတွေသိနိုင်မှာမဟုတ်ဘူးဒါကြောင့်တို့မြတ်စွာဘုရားရှင်ထံရောက်ရင်ဒီအကြောင်းကိုမင်းမြန်လျှောက်ထားကြမယ်ဆိုပြီးတော့ထွက်လာကြပထမတစ်ဖွဲ့နောက်ဒုတိယတစ်ဖွဲ့ကလည်းပဲဒီလိုပဲမြတ်စွာဘုရားရှင်ကိုဖူးဖို့လာကြသူတို့ကတော့လေသိမ်းမောနဲ့လာတာပေါ့ရှေလန်းခရီးနဲ့လိုလေသိမ်းမောနဲ့လာတဲ့အခါမှာသိမ်းမောကသမုဒ္ဒရာရဲ့အလေကောင်လေးရောက်ရောမတုံမလို့ရပ်သွားတယ်ရှေလဲသွားလို့မရနောက်လဲဆုံးမရနဲ့ရပ်သွားတော့စီကုံလားဆိုတော့စီလဲမကုန်နောက်တချို့ကအောက်မှာသဲတောင်တွေပါနဲ့ညှိတာရှိရလေအောက်ကိုကြည့်လိုက်ပြန်တော့လည်းပဲသဲတွေတောင်နေနဲ့ညှိတာလားမရှိဘူးအာမဖြစ်ပဲနဲ့ဒီတိုင်းရက်သွားတော့သင်္ဘောပေါ်ကပညာရှိတဲ့သူတယောက်ကပေါ့လေဒီလိုမျိုးသမုဒ္ဒရာအလေကောင်မှာမတုံမလုံးနဲ့ဘာမှမဖြစ်ပဲရက်သွားရင်ဒီလေပေါ်မှာရုပ်မာတဲ့သူပါလာပြီတဲ့
လှေပေါ်မှာပါလာဒီသမုဒ္ဒရာကအဲ့ဒီရုပ်မာတဲ့သူကိုအလိုရှိနေပြီဒါကြောင့်တို့မဲနိုင်ကြစို့ဆိုပြီးတော့အကုန်လုံးမဲနိုင်ကြပေါ့အဲ့ဒီလေကိုပိုင်တဲ့လေတကြီးကလည်းပဲသူ့မှာသူရထားတဲ့မိန်းမကပထမအရွယ်ကို20တော့ပေါ့20လောက်ပေါ့ချောချောမောမောလေးပေါ့ကိုရင်တော့မမြင်ဘူးစားတဲ့တွေ့လို့ပြောတာပါမြင်တော့မမြင်ဘူးပေါ့အဲ့ဒီလိုပေါ့လေကြည့်လို့ရှုလို့ကောင်းတဲ့အရွယ်ပေါ့ပထမအရွယ်အဲ့ဒီရွယ်ပဲရှိသေးတယ်ပထမတစ်ချိန်မဲနိုင်တယ်အဲ့ဒီလေတကြီးရဲ့မိန်းမပထမတစ်ခါမဲကြမဲကြတော့ဘယ်ကျင်နာမလဲလေတကြီးကမင်းတို့ကောင်းတွေကလည်းတခါတည်းကြော်ကြမှာပေါ့ကွာနှစ်ခါသုံးခါလောက်တော့နှိုက်ပေါ့3ချိန်နှိုက်3ချိန်3ခါနှိုက်ပြန်တော့လည်းပဲအဲ့ဒီလေတကြီးရဲ့မိန်းမပဲ3ချိန်3ခါမဲကြကြည့်အကုသိုလ်ကဘယ်လောက်ဆိုးဒါသူ့အတိတ်ကနဲ့ဆိုင်ပါလေအဲ့ဒီလို3ချိန်3ခါမဲကြတော့လေပေါ်ကရဟန်းတွေရောလူတွေရောလေတကြီးကိုဝိုင်းကြည့်ကြတာပေါ့ဘယ်နဲ့တော့လေတကြီးပြောတဲ့အတိုင်းကျုပ်တို့3ချိန်3ခါနိုင်ပြီးပြီအခုဘယ်လိုလုပ်မလဲအေးခွာ3ချိန်3ခါကြာမှာတော့သူတယောက်အတွက်နဲ့လူအများတော့အသက်ဆုံးရှုံးမခံနိုင်ဘူးဒါကြောင့်ကွာရေတဲ့ပြစ်ချလိုက်ကွာဒီတိုင်းပြစ်ချရင်ရှေပေါ်နေပြီးတော့ကဲပါယူပါလုံနေတာငါမကြည့်ရဘူးဒါကြောင့်သူ့မှာပါတဲ့ရွှေတွေငွေတွေအကုန်ချို့အဝတ်နွမ်းလေးဝတ်ခိုင်းပြီးတော့နော်တစ်ဖက်မှာအိုးတွေကိုသဲပြည့်ထက်ပြီးအဲ့ဒီအိုးမှာကြိုးချီပြီးသူ့လည်းဝင်ကြိုးချီပြီးတော့ပြစ်ချလိုက်ပါအဲ့ဒါဆိုတော့သူပြန်မပေါ်တော့အဲ့ဒီလိုဆိုတော့လေတကြီးပြောတဲ့အတိုင်းပေါ့လေအိုးရဲ့သဲပြည့်ထက်ပြီးကြိုးချီသူ့လည်းဝင်ကြိုးချီပြီးတော့တခါလေသမုဒ္ဒရာလေးပြစ်ချလိုက်ရှည်ရဲရောက်တော့ရှည်နစ်ပြီးတော့နော်တခြားအကောင်တွေလဲစားပြီးတည်သွားတာပေါ့လေဟုတ်ဗျာအလေးပေါ်မှာပါလာတဲ့ယဟန်တော်တွေကအော်ဒါအော်တဲ့ဒီတက္ကမရဲ့အာဟုတုကံတော်တော်ကြီးပါလားဒါတော့လူအများကြီးတယောက်တည်း3ချိန်ပေါက်ဖို့ဆိုတာလွယ်ပါမလားမလွယ်ဘူးလေဩတဲ့သူ့ရဲ့အာဟုတုကံကတော်တော်ကြောက်စရာကောင်းဒါကြောင့်မို့လို့သူ့ရဲ့အတိတ်ကံကိုမြတ်စွာဘုရားရှင်မှာတပါအခြားဘယ်သူမှသိနိုင်မှာမဟုတ်ဘူးဒါကြောင့်တို့မြတ်စွာဘုရားရှင်ကရောက်ရင်မြတ်စွာဘုရားရှင်ကိုလျှောက်ထားရမယ်ဆိုပြီးတော့ထွက်လာရအဲ့ဒီမိန်းမကိုပြစ်ချလိုက်တော့မှလှေကပြန်ထွက်လို့ရသွားဘယ်နှဘွဲရှိနှစ်ဖွဲ့နော်ပထမတစ်ဖွဲ့ကဘာတွေ့ကြီးကဘာဖြစ်မိကွန်းချုပ်ပြီးတော့ခြေသွားတယ်အခုဒုတိယဖွဲ့ကြတော့လေတကြီးကတော့အဲ့ဒီတော့ထွက်လာကြတော့နောက်တတိယအဖွဲ့ကြတော့ယဟန်9ပါးပြောယဟန်ဘယ်နှပါးလဲအဲ့ဒီယဟန်9ပါးလည်းပဲမြတ်စွာဘုရားရှင်ကိုဖူးဖို့လာရင်းနဲ့နေဝင်တော့ကျောင်းတစ်ကျောင်းဝင်ပြီးတော့ရှင်ဘုရားတပည့်တော်တို့မြတ်စွာဘုရားရှင်ကိုဖူးဖို့သွားတာအခုမိုးချုပ်သွားလို့ဒီတညတပည့်တော်တို့ကိုဒီမှာ
တရင်သုံးခွင့်ပြုပါဗျာဆိုတော့အဲ့ဒီကျောင်းနေရဟန်းကရှင်ဘုရားတို့တဲ့တပည့်တော်ဒီကျောင်းမှာတော့နေရာထိုင်ကြီးကသိမရှိဘူးစိတ်မပူပါနဲ့ဗျာတဲ့ဟိုတောင်ဆောင်မှာလိုင်ကူကြီးတကူရှိတယ်ဗျာအဲ့ဒီလိုင်ကူရဲ့မှာညောင်ဆောင်9တွေရှိတယ်အဲ့ဒီမှာရှင်ဘုရားတို့တရင်သုံးလို့အဆင်ပြေလားဗျာရပါတယ်ဗျာတဲ့တပည့်တော်တို့ဒီတညတာတဲ့တဲခုပြီးတော့မနှပြန်ကြမှာတပည့်တော်တွေမြတ်စွာဘုရားရှင်ကိုဖူးဖို့ထားမှာကဲဒါဆိုနဲ့တပည့်တော်နောက်လိုက်ခဲ့ဗျာဆိုပြီးတောင်ဆောင်နောက်လိုက်ဖို့အဲ့လောက်ပြောမယ်မထင်ပါဘူးကိုရင်ကရှားရှိနေစားရဲတော့ပါမယ်မထင်ပါဘူးကိုရင်ကရှားရှိပြီးထည့်ပေးလိုက်ဒီတော့ရဟန်း9ပါးအဲ့ဒီတောင်ဆောင်ရဲ့လိုင်ကူထဲမှာရဟန်း9ပါးကျင်းနေတော့ညရောက်တော့အိမ်အထွတ်လောက်ရှိတဲ့ကြောက်တုံးကြီးတုံးကသူတို့ကျင်းနေတဲ့လိုင်ကူဝမှာလာပြီးတော့ပိတ်လိမ့်လာပြီးတော့လိုင်ကူဝမှာလာပိတ်မနေ့ရောက်တော့အပြားရဟန်းတွေကအထဲမှာရဟန်း9ပါးပိတ်မိနေပြီတို့ဒီကြောက်တုံးကြီးကိုဝိုင်းရောဖယ်ကြဆိုပြီးတော့9ရွာကလူတွေကိုစုဝေးပြီးတော့ကြောက်တုံးကြီးကိုကျိုးတွေနဲ့ဆွဲဝိုင်းပြီးတော့တွန်းဒုတ်တွေနဲ့ထိုးဘလို့ပဲလှုပ်ကြောက်တုံးရတုတ်တောင်မလှုပ်အထက်ကရဟန်း9ပါးတဲ့ကြောက်တုံးကြီးကိုဝိုင်းပြီးတွန်းမရဘူးဒီလိုနဲ့ဘလို့မှလှုပ်လို့မရတဲ့အဆုံးကြည့်နေရတာပေါ့9ရက်လုံးဘာမှမဖုံးပေးရပဲနဲ့အစာရည်စားတွေငတ်ပြီးတော့9ရက်မြောက်တဲ့နေ့ကြမှာကြောက်တုံးကြီးကသူ့အလိုလိုလိမ့်ထွက်သွားတယ်တဲ့လှိုင်ဝါနေပိတ်မယ်ဆိုရင်လည်းတက်တက်လုံးပိတ်နေမှာလေနောက်ကန်နေဒါကြောင့်ကံရမကြံစီကောင်းတချို့နော်ကားမောင်းမှာကြောက်လို့ကားမရှိဘူးအိမ်ထဲထိုင်ပြီးလက်ဖက်ရည်တောင်းလမ်းဘေးကကားကြီးကဘောင်းလိုက်ရင်းနဲ့စီရတိုင်းကျွတ်ပြီးအိမ်ထဲကလူဝင်တိုက်တာဗောသေရောကံနော်ကံကုန်ရင်လူဆိုတာဘလို့မှနေလို့မရကံကုန်ရင်သေရတာပဲရပါတယ်အဲ့လိုဖြေတာရပါအကုန်လုံးဖြေလဲရတယ်နော်နော်ကံရမကြံစီကောင်းတချို့မသေးကာမဂုဏ်သေးတဲ့လူတွေကြတော့ဘလောက်ပဲကားဘဏ္ဍပတ်ပဲမောက်ဒဗလေပဲမောက်မသေးဘူးကာမဂုဏ်ရင်တချို့အိမ်ထဲမှာထိုင်ပြီးဟီရီနေနဲ့သေသွားတဲ့သူလည်းရှိတယ်။နော်ရေချိုးရင်းနဲ့သေသွားတဲ့သူလည်းရှိတယ်။ထိုင်နေနဲ့သေသွားတဲ့သူလည်းရှိတယ်။မရှိဘူးလား။ရေနဲ့မှကြောက်တဲ့သူရေနဲ့သေတာပဲ။နောက်ဒါကြောင့်ကာယမကြံစီကောင်းဘေးထွက်သွားတာဘယ်တော့ရောက်သွားလဲမသိဘူးခုနကရဟန်း9ပါးပေါ့ဩတဲ့ငါတို့ဒီအကျိတ်တုံးကဘလို့အာဟုတို့ကံကြခုလိုမျိုး9ရက်ဘလို့အစာရည်ငတ်ရပါလေငါတို့ရဲ့အကျိတ်ကံကိုမြတ်စွာဘုရားရှင်မှာတပါအခြားသူတွေသိနိုင်မှာမဟုတ်ဘူးတဲ့ဒါကြောင့်တို့မြတ်စွာဘုရားရှင်တရားမြတ်စွာဘုရားရှင်ကိုမင်းမြန်လျှောက်ထားရမယ်ဆိုပြီးထွက်လာကြကဲဘယ်နဲ့ဖွဲ့လို့အဲ့ဒီယဟန်3ဖွဲ့လမ်းမှာအတူတူစုံကြတော့အတူတူလျှောက်ချင်တာတွေလည်းတူတော့မြတ်စွာဘုရားရှင်တန်ရောက်တော့အလားဘာတလားဘာတွေပြောရင်းနဲ့အရှင်ဘုရားကြံပါတော်မူရဲ့လားဘုရားအလားဘာတလားဘာတွေပြောရင်းနဲ့ပထမဆုံးတစ်ဖွဲ့ကအရင်ဆုံးလျှောက်
မြတ်စွာဘုရားတပည့်တော်တို့ဒီမြတ်စွာဘုရားရင်ကိုဖူးဖို့လာရင်းနဲ့လမ်းခရီးကြတပည့်တော်တို့ရွာတရွာဆုံးခါဝင်တယ်ဗျာအဲ့ဒီရွာမှာအဲ့ဒီရွာတက္ကရာမတွေကတပည့်တော်တို့ကိုစွမ်းကပ်ဖို့ဆိုပြီးတော့စွမ်းဟင်းနဲ့ချက်ရင်းနဲ့တရားနိုင်ရင်းနဲ့စောင့်နေရတယ်ဗျအဲ့ဒီချိန်မှာသဘောဆောင်မတက္ကမတယောက်ကစွမ်းဟင်းနဲ့ချက်နေရင်းနဲ့အဲ့ဒီမီးဘိုတွေကမီးဝိုင်းတဲ့တစ်ခုကကောင်းကင်ကိုလွင့်ပြန်သွားတယ်ဗျာအဲ့ဒီမီးဘွားလေးကအမိုးပေါ်ကမြက်ကရုပ်ခွေသွားပြီးတော့မီးလောင်နေဗျာမီးလောင်နေရှင်နဲ့လေတိုက်တဲ့ရှင်နဲ့ဆိုတော့အဲ့ဒီမီးလောင်နေတဲ့မြက်ကရုပ်ခွေလေးကကောင်းငင်ပေါ်လွင့်အပြန်ကောင်းငင်ကကြီးကြီးကလည်းပြန်အလာအဲ့ဒီမြက်ကရုပ်ခွေနဲ့ကောင်းမှစုံမိပြီးတော့မိုးဝါမာတွေမီးလောင်ပြီးတော့ရွာလေတို့ကြပြီးတော့သေရပါတယ်ဗျာဒါကြောင့်ထိုကြီးကန်းဒီအတိတ်တုန်းကဘလို့အာကုသို့ကြောင့်ဒီလိုမျိုးလေပင်မြက်ကရုပ်ခွေးဆိုပြီးတော့သေရတာလေတဲ့မြတ်စွာဘုရားရှင်အတိတ်ကန်းကိုပြန်ပြောင်းပြီးတော့ဟောကြားတော်မူပါဗျာဆိုတော့မြတ်စွာဘုရားရှင်ကခြေသားတို့တဲ့ထိုကြီးကန်းဒီသူပြုတဲ့အာကုသို့ကံကြောင့်သူ့ထာမဲ့ပြန်ရရှာတယ်လွန်လေပြီးတော့အခါဘာယာနဒီတိုင်းပြည်မှာဗျမရမင်းကြီးအုပ်ချုပ်ခြင်းအခါအဲ့ဒီဘာယာနဒီပြည်မှာလေဓမာတအူရှိအဲ့ဒီလေဓမာမှာနွားတကောင်ရှိနွားကအသက်လေးကြီးပြီးတော့အိုတဲ့အခါရတာအလုပ်တွေမလုပ်နိုင်တော့ပြီးတော့လေဓမာကနွားကိုဒုတ်တင်နဲ့ရိုက်ဒုတ်နဲ့ရိုက်ပြီးခိုင်းခဏလေးသွားလိုက်ပြီးပြန်အိတ်လိုက်အာတော့ဒါနဲ့ရိုက်ပုတ်ပြီးခိုင်းနဲ့ခဏလေးသွားလိုက်ပြီးပြန်အိတ်လိုက်ခဏလောက်ရပါများလာတော့စိတ်ကမရှိတော့တလောက်တောင်အိတ်ချင်နဲ့နွားကဲတလုံးအိတ်စီရမယ်ဆိုပြီးတော့နွားအိတ်နေတော့လေဘေးမှာကောက်ရိုးတွေပုံပြီးတော့တခါတည်းမီးရှို့လိုက်တာသေရောတော့နွားပါဖြစ်ဘလို့သေသွားလေဘေးမှာဒီလောင်မီသေသွားအဲ့ဒီလေဓမာကြီးအဲ့ဒီနွားကိုတတ်တဲ့အကုသိုလ်ကံကြောင့်ငရဲတို့ကြငရဲကပြန်လွတ်လာတဲ့အခါမှာကာမကုံသေးတဲ့အတွက်ဝှချွေးမကုံသေးတဲ့အတွက်ခုနဘဝတိုင်တန်ကြီးကားမျိုးမှာဖြစ်ပြီးတော့အဲ့ဒီလိုမျိုးခုနကြိမ်တိုင်တန်လေပင်မှာမိခွန်းဆိုပြီးတော့တေးရတယ်တဲ့ဒါကြောင့်လေဓမာတိသူ့ရဲ့စိတ်ကမကောင်းတဲ့အတွေ့တွေဝင်မကောင်းတဲ့အကြံစီတွေဝင်ပြီးတော့ဒါရိုက်တာဖြစ်တဲ့မနောကံကဒီနွားကိုတတ်ကွပုတ်ကွစိတ်ကခိုင်းတဲ့အတွက်ကျန်တဲ့ခါရကံဝစီကံကလိုက်လုံးပြီးလို့ကိုပြုတ်တဲ့ကံကြောင့်ကိုထံနဲ့ပြန်ရတယ်တဲ့ဒါကြောင့်ကိုရဲ့စိတ်ကလေးကဖြူစင်နေဖို့မလိုဘူးလားဟုတ်တယ်ဒါကြောင့်ကိုဒေါသထွက်တာမကောင်းဒေါသထွက်တာကောင်းလားဒေါသထွက်ရင်လူဆိုတာတော့ဘုရားမှမသိတော့တရားမှမသိတော့သံဃာမှမသိတော့ဘာမှမသိတော့လားကိုဘာဖြစ်လို့ဖြစ်နေမှလည်းမသိဒေါသထွက်ရင်နော်မကောင်းတဲ့ပြင်ဘယ်လိုလုံးအောင်မြတ်ခံရသည်ပြဘာညက်ခံရပြောရအောင်မရလားစကားစမ်းလို့ရှေးတော့ကကိုဘိုးတော်ဆိုတဲ့တခါကြီးတယောက်ရှိအဲ့ဒီတခါရဒေါသကြီးဘာပဲဖြစ်ဖြစ်သူမကြိုက်တာဖြစ်သွားဆိုဒေါသလားကြီးဒီထဲမှာလဲဒေါသကြီးတယ်ဒီပါလား
ပေါ်တယ်ကြီးကိုပြောတာကဲလေပါပါမပါပါမပါဘူးပဲပြောပါနော်အဲ့ဒီလိုဒေါသကြီးတော့တနေ့ကြတော့ပစိုးနဲ့အောက်ကအတွင်းကမပါဘူးလဲသွားထုံပြပါသားလို့လဲထုံနေဆိုတော့လဲတဲ့နေဘူးတဲ့သူတွေဆိုတော့သိမှာပေါ့မနေဘူးတဲ့သူဆိုတော့ပဲသိလဲထုံနေဆိုတော့တချို့ဆိုဘောင်းဝင်လေးနဲ့ရှိုးညုံနေဆိုတော့ပစိုးနဲ့ပဲထုံလို့ရမလဲပစိုးနဲ့ဆိုခဏခဏညှိပြီးပစိုးကျွတ်ကြတာပေါ့ဒါကြောင့်တချို့ဆိုဘောင်းဝင်လေးနဲ့ထုံကိုဘိုးတို့ကပစိုးနဲ့လဲသွားထုံလဲထုံတော့ရှိုးနေနေဆိုတော့ကိုပစိုးကိုပြန်နေမိပြီးခဏခဏကျွတ်ကြတခါကျွတ်ကြလိုက်ပြန်ဝတ်လိုက်ကျွတ်ကြလိုက်ပြန်ဝတ်လိုက်ကျွတ်ကြလိုက်ပြန်ဝတ်လိုက်နေဆိုတော့ခဏခဏလောက်ပါများတော့စိတ်ကမရှိတော့တလောက်တောင်ကျွတ်ခြင်းနဲ့ပစိုးသွားကွာပစိုးကြီးချုပ်ပြီးလှုပ်ပြလိုက်ရောက်မှမသိအောက်ကအတွင်းကမပါဘူးဆိုမှတော့မြင်အောင်တာဖမ်းကြည့်တော့နော်အဲ့မှာတိုးလို့တန်းလန်းလေးနဲ့နော်မြင်အောင်တာဖမ်းကြည့်မြင်ရလားမြင်ရပါလေစိတ်ကူးနဲ့ဖမ်းကြည့်လိုက်ပေါ့အဲ့လိုဖြစ်ရထားပါတော့အဲ့ဒါကြီးဖင်မြောင်လေးပေါ့ခလေးတွေပြောရမယ်ဆိုဖင်မြောင်လေးပေါ့အဲ့တိုင်းလေထုံးနေဘေးအားသူတွေကတနေ့ရတော့အဲ့ဒီလိုလေထုံးနေနဲ့သူ့မှာသမီးတယောက်ရှိတယ်သူ့သမီးကမမြအေးတဲ့သူ့သမီးကလည်းအဖေကိုထမင်းကြိုက်လာဖို့ပြောပါလားဖို့ထမင်းကြိုက်လာဖို့ဘေးအားသူတွေကမြင်ပြီဟာမဖြစ်ဘူးဟိုမှာကိုဘိုးတို့ဖေးမြောင်လေထုံးနေတယ်မသူ့သမီးကလာနေပြီဟေးကိုဘိုးတို့မှာခမည်းသမီးလာနေပြီပစိုးဝတ်တော့မကြောက်ဒေါသထွက်စိတ်တို့နဲ့လေထုံးနေတာဘေးကဘာပြောလို့ပြောမှလည်းမသိကိုဘာဖြစ်နေလို့ဖြစ်နေမှလည်းမသိသူ့သမီးလည်းရောက်လာအဖေလည်းမြင်ရောလန့်တော့ဟာအဖေဘယ်လိုဖြစ်နေတာတော့ဆိုတော့သမီးအတန်ကြားတော့မှဟာသမီးဆိုပစိုးလိုက်ရပစိုးကဘယ်ရောက်မှမသိလွတ်ပြလိုက်တာကိုဟာပြာရတွေခတ်လို့တဲကွာတဲ့ကြံရမရတဲ့အဆုံးကလုံဖို့ပဲရေးကြည့်တော့တယ်လေကြံရမရတဲ့ဆုံးတခါတည်းလုံရင်ပြီးရောဆိုပြီးရွှမ်းပတ်တဲ့ထိုင်ကြလိုက်ရှုံးပတ်တဲ့ထိုင်ကြလိုက်ကံစိုးကျင်တော့မရောရသေးဘာကြောင့်ကြီးကံစိုးကျင်တော့သူမထိုင်ခင်မှာသူထိုင်ကြမဲ့နေရာမှာကျွင်းပေါက်တစ်ပေါက်ရှိအဲ့ဒီကျွင်းပေါက်မှာပဇွန်လုံးတစ်ကောင်ရှိပဇွန်လုံးကလည်းတော်တော်ကြီးတယ်လို့ပြောရပဇွန်လုံးကလည်းကြည့်လာကျွင်းဝါကနေပြီးတော့လက်မကြီးထောင်းပြီးစောင့်သူ့ဘောဘာကြကြညက်မယ်ဆိုတဲ့နေထားနေပေါ့လေแล้วကိုဘိုးတို့ကလည်းထိုင်ရချသူအဲ့ဒီအဟွာကိုပေါ့လေပြောလို့ပါမကောင်းနေရတယ်အဲ့ဒါကိုသွားညက်ပြီးတော့တခါပဲလုံအောင်လို့ထိုင်ပါတယ်ဆိုမှပဇွန်ကညက်ချလိုက်တော့ဘယ်ထိုင်လို့ရတော့မှာလဲဒေါသကြီးရဲ့နောက်ပဇွန်လုံးအောင်ညက်ခံရသေးအဲ့ဒါဒေါသမကောင်းအဲ့ကြောင့်ဒေါသကိုချင်းကြချောင်းနေပါစို့ဒီတော့အဲ့ဒီလိုရှောက်မြတ်စွာဘုရားရှင်ကပြန်ပြီးတော့မိန့်တော်မူဟုတ်တဲ့ဒုတိယတစ်ဖွဲ့ဒ
ဒုတိယတစ်ဖက်ကလည်းဒီလိုပဲမြတ်စွာဘုရားရှင်ကိုရှောက်မြတ်စွာဘုရားတဲ့တပည့်တော်တွေလည်းပဲမြတ်စွာဘုရားရှင်ကိုဖူးဖို့လာတာတပည့်တော်တို့ကတော့သင်္ဘောနဲ့လာတာပါဗျာအဲ့ဒီမှာသမုဒ္ဒရာလေကောင်ရောက်တော့သင်္ဘောကြီးကမတုံမလို့ရက်သွားတော့လေပေါ်မှာရုပ်မာတဲ့သူပါနေပြီဆိုပြီးတော့မဲနိုင်တယ်ဗျာမဲနိုင်တော့အဲ့ဒီလေကိုပိုင်းနဲ့လေစကြီးရဲ့မိန်းမလည်းရှိတယ်ဗျာသုံးချိန်တော့ကနိုင်ပြန်တော့လည်းပဲအဲ့ဒီလေစကြီးရဲ့မိန်းမကိုပဲမဲကြတော့သူ့ကိုဗျာသူ့တစ်ဖက်မှာအိုတဲ့ပြေထဲအဲ့ဒီအိုချိုချီအဖေချီကြီးအဲ့ဒီအိုချိုချီပြီးသူ့လည်းပဲမှာချိုချီပြီးတော့ရှေးကနေပြစ်ချခံရတယ်ဗျာရှေးကနဲ့ပြစ်ချခံရတယ်ဗျာဒါကြောင့်ထိုမိမဒီအထိတ်ကဘလို့အကုသိုလ်ကံကြောင့်လူအများကြီးရှိပါလေကံနဲ့သူ့ပဲရွေးပြီးတော့ပြစ်ချခံရတာလေဗျာလို့ရှောက်တော်မြတ်စွာဘုရားရှင်ကခြေသားတို့တဲ့သူတို့လည်းသူတို့ပြုတဲ့သူပြုတဲ့ကံသူ့ထံနဲ့ပြန်သွားရရှာတယ်လွန်လေပြီးတော့ကဘာရဲ့မကြီးတိုင်းမြေမှာထိုမိမဒီနော်လင်းယောက်ျားတယောက်ရဲ့အိမ်မှာဖြစ်ခဲ့ဘူးလေသူကအိမ်မှာရှိသမျှဝေယဝိချာတွေစံဖွားမောင်းထောင်ဝေလျှောကြမ်းတိုက်စားသဖြင့်ဝေယဝိချာတွေသူပဲလုပ်သူအလုပ်တဲ့အားကိုဖေးမှာအမြဲတမ်းထိုင်ကြည့်နေတဲ့ခွေးကလေးတစ်ကောင်ရှိအဲ့ဒီခွေးကလေးကအဲ့ဒီမိန်းမတော်တယ်သွားလေတခေါက်ခေါက်လိုက်ရှေးချိုးဖို့သွားလဲတခေါက်ခေါက်လိုက်ဟိုနားသွားလဲတခေါက်ခေါက်လိုက်ဒီနားသွားလဲတခေါက်ခေါက်လိုက်ဘာဖြစ်လို့ထိုမိန်းမအဲ့ဒီမိန်းမနောက်ပဲလိုက်နေရတယ်လဲဆိုတော့မဝေးသောဘဝတုန်းကအဲ့ဒီခွေးကအဲ့ဒီမိန်းမရဲ့ယောက်ျားဖြစ်ခဲ့ဘူးလို့တန်ရောခြင်းကိုမဖြတ်နိုင်တဲ့အတွက်ခွေးဘဝနဲ့ဆွဲလန်းပြီးတော့အဲ့ဒီမိန်းမနောက်ကိုလိုက်တော့အရက်တကာကပြောကြတာပေါ့ခွေးမုတ်ဆိုးမလေးဟဲ့ခွေးမုတ်ဆိုးလားဖြည်းဖြည်းပြောရင်တော့မားတယ်ခွေးမုတ်ဆိုးမလေးတော်တယ်သွားရင်ဒီကနေ့တော့ငါတို့တော့နော်အမဲသားတော့စားရတော့မဟိမာသားတော့စားရတော့မဟိအဲ့ဒီဟာခိုးပါကိုပြောတာအဲ့ဒီလိုစားကြနောက်ကြပြောင်ကြလောင်ကြတော့အဲ့ဒီမိမဒုတ်တွေနဲ့ပေါက်ထွက်ပြေးသွားတယ်ပြီးပြန်လိုက်တော့ကြနေဒုံးနေရတဲ့ထွက်ပြေးသွားလိုက်ပြီးပြန်လိုက်လာလိုက်နောက်တော့ဆင်းစားခွေးရခွေးပဲခွေးရခွေးပဲဒီကခွေးဆိုတော့ခွေးမဆိုတော့တော်ကြည့်ရအခုကခွေးကြီးပြောကျင်စရာကြီးဒီခွေးကငါတော့တကောက်ကလိုက်နေတယ်မောင်ထုတ်လဲခဏလေးပြီးပြန်လိုက်လာတယ်ကဲဒီတိုင်းထားလို့တော့မဖြစ်ဘူးဒီတော့တနေ့ရတော့သူ့ယောက်ျားထမင်းကြိုက်သွားပို့ရင်းနဲ့ရှင်ဝင်ထဲမှာချိုးတစ်ချောင်းယူသွားတယ်နောက်အိုးထဲမှာသဲပြေထည့်ပြီးမြစ်စိန်နာသွားနောက်တော့ခွေးကလေးကိုလက်ရက်ခေါ်လိုက်တာပေါ့ခွေးကလေးအခါတိုင်းဆိုသူ့ကိုမောင်းထုတ်နေတော့ဒီကနေ့ကျခေါ်တယ်ဆိုတော့ခွေးကလေးကဝမ်းသာသွားပြီးတော့အမီလေးရန်တန်းနဲ့ရောက်လာအနားရောက်တော့လေပင်ကျိုးချီပြီးတော့သဲပြေထည့်တာတွေအိုးကျိုးချီပြီးတခါတည်းဒီတိုင်းရေထဲပြစ်ချရင်ကူးတတ်တယ်လေပြန်လိုက်လာမှာဆိုလို့မကူးတအောင်လို့ရေနစ်ပြီးတည်သွားအောင်လို့ဆိုပြီးတော့အဲ့ဒီသဲပြည့်ထဲတာတွေအိုးရေကနဲ့ပြစ်ချလိုက်ခွေးလည်းအဲ့ဒီအိုးနဲ့ပါပြီးတော့ရှင်းနေပြီးတည်သွားတာထိုမိမကြီးအဲ့ဒီအာကုသိုလ်ကံကြောင့်ငရဲဆိုကြ
ငရဲကပြန်လွတ်လာတဲ့ခါမှာဝှကျွေးအနေနဲ့ဘဝတရားတိုင်းအဲ့ဒီလိုမျိုးလေပင်ကြိုးချီပြီးတော့တစ်ဖက်မှာတဲပြည့်ထဲထားတဲ့အိုးနဲ့အတူရေကန်နဲ့အပြစ်ချခံပြီးတော့သေခဲ့ရဘူးတဲ့ချစ်သားတို့တဲ့ဒါကြောင့်ထိုမိန်းမကြီးကိုပြုတဲ့အကုသိုလ်ကံကြောင့်ကိုထံမှာပြန်လာတယ်နောက်ဆုံးယဟန်တစ်ဖွဲ့ကမြတ်စွာဘုရားတပည့်တော်တွေကတော့ကိုယ်တိုင်းကိုကြုံတွေ့ခဲ့ရတာပါဗျာကိုယ်တိုင်းကိုကြုံတွေ့လာတော့တပည့်တော်တို့ဗျာမြတ်စွာဘုရားရင်ကိုဘူးကိုလာရင်းနဲ့လမ်းခရီးကြမှာဗျာနေဝင်သွားလို့ကြောင်းတစ်ကြောင်းတရင်သုံးခွင့်တောင်းတော့သူတို့ကဗျာတောင်ဆောင်နာကရိုင်းကူကြီးထဲမှာတရင်သုံးခွင့်တရင်သုံးခိုင်းနေဗျာတပည့်တော်တို့ချိန်နေတော့ကြောက်တုံးကြီးတတုံးကတပည့်တော်တို့လိုင်ကူပေါ့ဝမှာလာပြီးတော့ပိတ်မိနေတယ်ဗျာတပည့်တော်တို့လည်းဘယ်လိုပဲထွန်းတော့မရဘူးဗျတပည့်တော်တို့လည်းဘာမှမဖုံးပေးရနဲ့စာရေးစာတွေငတ်ပြီးတော့9ရက်မြောက်တဲ့နေ့ကျမှအဲ့ဒီကြောက်တုံးကြီးကသူ့အလိုလိုကူပေါ့ဝကနေလိမ့်ထွက်သွားတယ်ဗျာဒါကြောင့်တပည့်တော်တို့အတိတ်ကံကိုပြန်ပြောင်းပြီးတော့ဟောတော်မူပါဗျာတပည့်တော်တို့အတိတ်တုန်းကဘယ်လိုအာဟုတို့တွေလုပ်ခဲ့ပါလို့လဲဗျာဆိုလျှောက်တော့မြတ်စွာဘုရားရှင်ကခြေသားတို့တဲ့သင်တို့လေကိုပြုတဲ့ကံကြောင့်ကိုထံမှာပြန်လာရရှာတယ်လွန်လေပြီးတော့အခါဘာယနတိတိုင်းပြည်မှာသင်ခြေသားတို့ဒီနွားကြောင်းသား9ယောက်ဖြစ်ခဲ့ဘူးတဲ့။ဘာဖြစ်ခဲ့ဘူးတဲ့။နွားကြောင်းသား9ယောက်အဲ့ဒီနွားကြောင်းသား9ယောက်ကတနေရာစီကိုတနေ့ဒီနေ့ရနောက်နေ့ရဟိုနေ့ရနောက်နေ့ရဟိုနေ့ရတနေ့ရာစီနွားလိုက်ကြောင်းတနေ့ကျတော့နွားကြောင်းပြီးပြန်လာတော့လမ်းမှာဖို့ကြီးတကောင်မြင်လို့လိုက်ဖမ်းကြလိုက်ဖမ်းတော့ဖို့ကြီးကလည်းကြောက်အားလားနဲ့တောင်ပေါ်ထဲဝင်ပြေးသွားတောင်ပေါ်ကြီးကလည်းအပေါက်9ပေါက်ရှိတော့ကဲဒီနေ့တော့မအားရဝေးတို့မနှက်ပြန်ရမှလာဖမ်းမယ်ဆိုပြီးတော့အဲ့ဒီတောင်ပေါ်ကြီးကိုအပေါက်ကြီးအကုန်လုံး9ယောက်စလုံးတိရွတ်တိခတ်ခြင်းနဲ့ခုလုံးပိတ်ထားခဲ့ဖို့ကြီးမထွက်နိုင်အောင်နောက်နေ့ကျတော့နောက်ထပ်တနေရာဆိုတော့အဲ့ဒီနေရာမရောက်ဖြစ်ဘူးမရောက်ပြီးတော့မေ့သွားတာပေါ့ဒီက9ရက်လုံးတနေရာကြီးရှောက်လေရင်းနဲ့ရှောက်နွားကြောက်ရင်းနဲ့အဲ့ဒီနေရာပြန်ရောက်လာတော့တောင်ပေါ်ကြီးမြင်လို့တတိယပြီးတော့ဟာတို့ဒီနေရာမှာဖို့ကြီးကိုပိတ်ထားခဲ့တယ်ဖို့ကြီးတော့ဘလို့နေမလဲသေးပြီလားမသိဘူးဆိုပြီးတော့တွားဖွင့်ကြည့်လိုက်တော့9ရက်လုံးဘာမှမစားရတဲ့ဖို့ကြီးကနော်ရိုင်းတိုင်းနဲ့အကျိုးပေါ်ရေပေါ်နဲ့ထွက်လာရတာပေါ့ဟာဒီလိုထားတာသူတို့လည်းသနာပြီးတော့ဖို့ကြီးကိုမတတ်တော့ပဲနဲ့နှိမ့်နေပြီးတော့ပြန်လှုပ်ပေးလိုက်ဒီတော့မတတ်တဲ့အတွက်ငရဲတော့မကြောက်ဒါပေမဲ့ဝှကျွေးအနေနဲ့14ဘဝတိုင်းအဲ့ဒီလိုမျိုးလိုင်ကူထဲမှာအပိတ်ခံရပြီးတော့အစာငတ်ခဲ့ရတယ်တဲ့ဒါကြောင့်သင်္ချေသားတို့ဒီလည်းပဲကိုပြုတဲ့အကုသိုလ်ကံကြောင့်ကိုပဲခံရရှာတယ်ကိုယ်ပြတာသဘောပေါက်လားအဲ့ရှင်နဲ့လိုင်းနဲ့တချို့ကြတော့နော်စိတ်ယုံနေမှာတချို့နေအိပ်ပျော်ဝိုင်းစကားတာမမိလိုက်ဘူးလေဒါကြောင့်တချို့ကလေးမလေးရပြောတယ်ပန်းမကြီးနာကဲအိပ်မယ်တဲ့ပန်းမကြီးတီးနိုးအောင်တကယ်အိပ်ပျော်ပြီဆိုရင်ပန်းမကြီးတာမပြောနဲ့မိုးချိုးပြစ်တာမသိနော်ကိုဘာလို့လုပ်သွားလဲလည်းမသိတခါတလေပန်းမကြီးသိတယ်မလားမြင်ဘူးလား
မြင်ဘူးမှာတော့ဇက်ယုံနေခဏခဏကြည့်နေတခါတလေပန်းမကြီးကချောင်းခံရနော်စကားစမ်းပြီလို့ဟိုပေါက်ဖော်ကြီးနဲ့ဗမာမမတ်ကြီးနဲ့ရပြီးတော့ဘသူနဲ့ရတနေ့ကြတော့ပွဲရှိတဲ့အတွက်မတ်ကြီးကကြည့်ချင်းကိုတရုတ်ကြီးရဲ့ပွဲကြည့်သွားရအောင်ငါလိုက်ချင်ဘူးတဲ့အိုးလိုက်ခဲ့ပါမလိုက်ချင်ဘူးဆိုအော်ဘာဖြစ်လို့လိုက်ခဲ့ပါကိုတရုတ်ကြီးဘလောက်ပဲညင်းမိမဆွဲခေါ်တော့လေပါသွားတာပဲဖိုးဖိုးတို့ယောက်ျားဆိုတာဘလောက်ပဲညင်းမိမဆွဲခေါ်တော့လေပါသွားတာပဲအဖေရဟန်တာလွဲလို့မိမတိုင်းမဟုတ်ဘူးတချို့ကအမေခေါ်မရတားလေးတယောက်ဖဲဝိုင်းတနေကုန်ထိုင်တော့ကောင်းလေးတဲ့ဖဲဝိုင်းတလောက်မထိုင်နဲ့ဒူနာကိုင်လိုက်မယ်လားတဲ့ဘာပြောတယ်မလဲဒူနာကိုင်တာခမည်းကိုင်တာလားကျုပ်ကိုင်တာလားမလိုက်ဘူးတဲ့အမေခေါ်တော့မရဘူးဟိုမိမခေါ်တော့ဟိုမိမဆိုတော့သူ့အဟွာပေါ့လေဒီချင်းတို့စားချိန်နဲ့တောက်ချိန်မှမသိပဲနဲ့လာဟဲ့အားရကြဘာပြောတယ်မမင်းကငါလာမလို့စိတ်ကူးနေတယ်မိမတိုင်းမဟုတ်ဘူးဟိုမိမခေါ်မှပါလားနော်အမကြီးကိုတယောက်ကြီးဘလောက်ညင်းမတ်ကြီးဆွဲခေါ်တော့ပါတော့တာပေါ့ဒီတော့မတ်ကြီးကအပြင်းပြေစားရအောင်ဆိုပြီးပဲကြီးတော်တို့ကြီးဝဲလာပြီးတသိမ့်စိန်စားမေးရအောင်မေဘိုးတို့ဘဝတွေပဲစားတော့ဗာများလေများရနော်တော်သေးတယ်ဒီတရားပွဲရတချို့တရားပွဲကဗာပြောတယ်ပဲစားတော့ဗာများလဲဆိုတော့ဤပေါက်ဤပေါက်တယ်လို့ထွက်မှာကြီးလေဗာများလဲဆိုပေါက်ပြရပေါက်လေများတယ်နော်မတ်ကြီးပဲစားပြီးလေးလဲချင်းပြီးဖင်လေးဖနှောင်လေးနဲ့ပိတ်ပြီးတော့အိမ်နေရှင်မိန်းမသားဆိုတော့လူကြားတယ်သူ့ကြီးကအတန်ထွက်မှာလဲသူချက်ဖနှောင်လေးပိတ်ပြီးထွက်ကျင်တာမထွက်ရတော့ခါလေးလိမ့်မျက်နှာကြီးကိုရှုံမဲ့နောက်မတ်ကြီးကဘာဆောင်လဲဆိုတော့ပန်းမကြီးကတီးဆောင်ပန်းမကြီးကနီးတာကိုသူကပန်းမကြီးနဲ့ရောလို့ပန်းမကြီးကအချောင်းခံရတော့တော်ကြပန်းမကြီးတဲ့လက်ကိုလည်းကြည့်ရသေးတယ်ချက်ချင်းလွဲနေမှာဆိုလို့ဟိုကမကြည့်သေးဘဲနဲ့ဒီကဘို့ရှင်သွားပြီချက်ချင်းလွဲနေမှာဆိုလို့တီးတဲ့လက်ကိုလည်းကြည့်ရသေးဒီတော့ပန်းမကြီးတဲ့သူကလက်ကလေးမြောက်လိုက်မတ်ကြီးကဖနှောင်လေးပြင်းလာလိုက်ဖွင့်ဖို့ပန်းမကြီးတဲ့လက်ကလေးပြန်ချဘေဒီတို့ဖေဒီတို့ချလိုက်မတ်ကြီးကပြည့်ဆိုချလိုက်တော်ကြနေပန်းမကြီးတဲ့ဆိုဘေဒီတို့ချလိုက်မတ်ကြီးကဘို့ဆိုလွတ်လိုက်မတ်ကြီးလွတ်တဲ့လေတွေကကိုတရုတ်ကြီးနှာခေါင်းသွားနှုတ်ဆက်ကိုတရုတ်ကြီးနှာခေါင်းလေးဝါကြီးဖြစ်ဟေးမတ်ကြီးအိုဘာတော့ပြန်ကြကြအိုဘာဖြစ်လို့တော့နေအောင်ကဟိုဝိုင်းနေရဟိုအလုံးကြီးကဘာခေါ်လို့အဲ့ဒါပန်းမကြီးခေါ်တယ်တော့ပန်းမကြီးအချောင်းခံရတော့မှာအဲ့ဟာကြီးကနောက်ထူအောင်မှာအိုဘာဖြစ်လို့တော့
ဘာဖြစ်လို့လဲမမင်းနဲ့အဲ့ဒါကြတော့ထူအောင်ပါဟာအဒီကောင်ကဇက်ထဲမှာအကြီးကထုမှသွားတညာလုံးဟာမဖြစ်ဘူးပြန်ကြစို့အိုးဘာဖြစ်လို့လုံးတော့ဘာဖြစ်လို့လဲမမင်းနဲ့အဲ့ဒါကြီးထုလိုက်အီးလျှော်နေကွာသွားကြစို့ဟိုတော့ဘာလို့မေးရအောင်နော်မမကြီးကနာနာလားမတ်ကြီးကနာနာအဲ့ဒါပန်းမကြီးက6ခိုင်းရနော်အခုလေကိုရင်အတန်နဲ့ရောပြီးတော့အီးတွေလည်းပေါက်နေတယ်ဟာဒါကြောင့်ရဟန်းတစ်ပါးကထားလျှောက်တယ်မြတ်စွာဘုရားတဲ့အကုသိုလ်ကံတွေကဘလုံးမရှောင်ပြေးလို့မလွတ်ပါလားဗျာနော်မိုးဝပြန်နေလဲမလွတ်သမုဒ္ဒရာထဲနေလဲမလွတ်အလံကူထဲပုံးနေလဲမလွတ်ပါလားဗျာဆိုတော့မှန်ချစ်တာတဲ့သိချစ်တာပြတာမှန်ဒီအကုသိုလ်ကံတွေဟာမိုးပေါ်ပြန်နေလဲမလွတ်ဘူးသမုဒ္ဒရာထဲမှာနေလဲမလွတ်ဘူးလန်ကူထဲမှာနေလဲမလွတ်ဘူးတဲ့ဒီတော့အဲကြောင့်ဘိုးတို့ဘဝတို့လည်းပဲနော်ဒီကိုယ့်ရဲ့ကာယကံဝစီကံမနောကံနဲ့တဲ့မနောကံအကြီးကကိုယ့်ရဲ့စိတ်ကလေးကိုဖြူစင်အောင်ထားပြီးတော့ကာယကံဝစီကံမနောကံနဲ့ကောင်းတာတွေပြုကောင်းတာတွေပြောကောင်းတာတွေကြံမယ်ဆိုရင်ကိုပြုတဲ့ကောင်းတဲ့ကံတွေကကိုထံကိုပြန်မလာမလားပြန်လာမလားပြန်လာမယ်တဲ့ဒါကြောင့်မြတ်စွာဘုရားရင်ဟောကြားတဲ့တရားဇနာဝတ္ထု3ယောက်သောသူတို့အကြောင်းပြုပြီးတော့မြတ်စွာဘုရားဟောတော်မူတယ်ပထမဆုံးတစ်ပွဲကဘာတွေ့တော့ခြေကမိခွန်းရှုပ်ပြီးတည်တယ်အတိတ်ကဘာလုပ်ခဲ့လို့လဲနွားကိုမင်းနဲ့ရှုပ်ပြီးတက်ခဲ့လို့တဲ့ဒုတိယတစ်ပွဲကဘာတွေ့တော့လေတကြီးရဲ့ကတော့ तू ကဘာဖြစ်ဘလို့သေးတာလဲလေဘင်းကိုကျုပ်ဝင်ချုပ်ပြီးတော့ဒီတဲ့ပြချာကမသေးရတာပေါ့အတိတ်ကဘာလုပ်ခဲ့လို့ရောချတယ်ကွာရောချခွေးကိုလေဘင်းမှာကျုပ်ဝင်ချုပ်ပြီးတော့ခြေကနဲ့ပြချခဲ့လို့တတိယဖွဲ့ရရဟန်း9ပါးရဟန်း9ပါးဘာဖြစ်တာလမ်းခွဲပိတ်ပြီးတော့9ရက်လုံးအစာငိုက်အတိတ်ကဘာလုပ်ခဲ့လို့လဲဖို့ကြီးကိုတောင်ကိုထဲမှာ9ရက်လုံးပိတ်ထားခဲ့တဲ့အကုသိုလ်ကံကြောင့်ဒီဟာတွေပြန်ပြီးချုံကြည့်လိုက်တဲ့အခါကျရင်သူတို့ပြုတဲ့အကုသိုလ်ကံนั้นသူတို့ပဲပြန်ပြီးခံလာရကိုကသူများကိုဖြစ်စေချင်တာကမကောင်းအောင်ဒုက္ခပြောင်းသိစေပြစီအောင်ဆင်းအောင်မွေးအောင်ကိုပြုတဲ့အတိုင်းသူများမဖြစ်ပဲနဲ့အဲ့ဒီကိုပြုတဲ့ကံတွေကကိုထံပြန်ပြီးတော့လာတဲ့တဘဝလည်းမဟုတ်ဘူးနော်တဘဝလည်းခံရမှာမဟုတ်ဘူးကံမကုန်တဲ့၍ခံမှာဒါကြောင့်ကြောက်เสียမကောင်းဘူးလားအောင်နေဒါကြောင့်မို့ဒီကနေ့ကစာပြီးတော့မကောင်းမှုအကုသိုလ်မှန်သမျှဒူနာတေးဝေးဝေးကရှောင်နိုင်ကြပါစေနော်ဘာနာတေးတော့ဒူနာတေးကြားဘူးလားဒါကြောင့်ကိုယ့်ရဲ့စိတ်ကလေးကအဓိကပေါ့လေကိုယ့်ရဲ့စိတ်ကိုပြည့်ခင်းစေအောင်ထားကောင်းတာတွေကြံကောင်းတာတွေတွေ့ကောင်းတာတွေပြောကောင်းတာတွေလို့
ကုသိုလ်ကောင်းမှုတွေလုပ်လို့ရတာဆိုလို့လူဘဝပဲရှိငရဲပြီးတယ်တရိစ္ဆာန်နေပိတ်တာအတူတကယ်အပယ်လေးပုံကနှိမ်ကြလုံးအာကြည့်တဲ့အတွက်ကုသိုလ်အကုသိုလ်မှမသိကုသိုလ်ကောင်းမှုလုပ်လို့ရတာမရဘူးတဲ့နတ်ပြည်မြမပြည်လည်းပဲသူတို့ကမြင့်လုံးအာကြည့်တဲ့အတွက်ကာမဂုဏ်တွေစံစားတဲ့ပုံတွေဖြစ်တဲ့အတွက်ကုသိုလ်ကောင်းမှုတွေစိတ်ကြလုပ်လို့မရကုသိုလ်ကောင်းမှုတွေစိတ်ကြလုပ်လို့ရတဲ့ဒါနသီလဘာဝနာပါရမီ7ပါးဖြည့်ကျင့်လို့ရတယ်ဆိုလို့ဘယ်ဘဝပဲရှိတာလူဘဝပဲရှိတာဒါကြောင့်ကုသိုလ်ကောင်းမှုလုပ်လို့ရတဲ့လူဘဝကိုရောက်လာပြီးတော့ကုသိုလ်ကောင်းမှုတွေမလုပ်သွားဘူးဆိုရင်လူဖြစ်မရှုံးပါလားရှုံးပါလားလူဖြစ်ရှုံးပဲအပယ်လေးပုံရောက်သွားရင်ဒီလူပြီးပြန်တက်ဖို့ဆိုတာမလွယ်တော့ဘူးတဲ့ဒါကြောင့်နော်ကုသိုလ်ကောင်းမှုလုပ်လို့ရတဲ့လူဘဝရောက်ဆုံးရောက်ခိုင်းဒါနသီလဘာဝနာကုသိုလ်ကောင်းမှုတွေကိုမိမိတို့တဏ္ဍာကြလောက်သယ်သွားဖို့မလိုဘူးလားဟုတ်ရဲ့နော်မကောင်းမှုဟောက်ကုသိုလ်မှန်သမျှဒုနာတေဝတွေကရှောင်နိုင်ကြပါကြတာပေါ့ပုံမြင်လေးပေါ့ရှေးတော့ကဖိုးသူတော်တာပါရှိတယ်အဲ့ဒီဖိုးသူတော်ရက်တဲ့လင်းရှိမရရင်သွားလဲတယ်လဲတော့တို့ပြောရစို့လဲရောလဲတာပေါ့အဲကိုလဲကုန်လင်းရှိမရနဲ့မှာရောဒီပြီးလင်းရှိမရနဲ့မှာတော့ဒီကြားထဲမှာကောင်းတဲ့အလုပ်ကြီးမြောက်ပိတ်ပြီဆိုတာလည်းတခြင်းရရှိသေးတယ်ရိုးရိုးချစ်တာတဲ့ခိုးကြောင်ခိုးဝဲချစ်ကြသူတွေမှာဘာဆိုတာပဲရိုးရိုးချစ်တာမော်ဒီလို့ခိုးကြောင်ခိုးဝဲနဲ့နေရှိမရနဲ့မှာတော့သူတို့ကအချိတ်ချက်လုပ်ထားတယ်လင်းရှိတော့သွားလို့မရဘူးပေါ့လင်းမရှိမှသွားလင်းရှိတော့မဖြစ်ဘူးပေါ့ဒီတော့ဘလို့ချိတ်ချက်လှုပ်ထားတော့ဆိုတော့ဟိုတကမကခလေးချော့တယ်လို့နဲ့လူအလေးရဲ့မောင်တရှင်းမင်းအဖေလဲတော့သွားပြီကွယ်အိပ်ပါတော့လားလာခြင်းလာတော့အချက်ပေးတယ်ခလေးချော့တယ်လို့နဲ့လဲတော့သွားပြီတဲ့လာခြင်းလာတော့တဲ့အချက်ပေးကျောင်းဟာဖိုးသူတော်ကလည်းပဲပရိတ်ရွတ်တယ်လို့နဲ့သမနာလာခဲ့မယ်လေဟေဟေစကားဝါလေးသူယခုမြန်သွားရောက်သွားပြီစိတ်ဆက်လောက်ထားတယ်ဟိုကလည်းခလေးချော်တယ်လို့ဒီကလည်းပရိတ်ရွတ်တယ်လို့နဲ့ဒီလိုနဲ့နေလာကြတနေ့ကနိုင်ကြတော့လေလောက်တဲ့သူကညာကြီးမင်းခေါင်ပြန်အလားခါတိုင်းတော့မနှက်ကြမှလာတာပေါ့ဒီနေ့ရတော့ညာကြီးမို့ချိုပြန်လာတော့ဟောတော့အင်းကရောက်ကြပြန်လာပြီလာဖိုးကျတော့ကရုံဆွဲခေါ်သွားတယ်အမိုးလက်ဆွဲခေါ်သွားတာကရုံဇာပင်မှမရှိတယ်ဘလို့ဆွဲလက်ဆွဲခေါ်ပြီးတော့လူတထိုင်မလို့တဲ့ရှင်ဟိုကြီးတဲ့ဝင်ထိုင်ခိုင်းလူတထိုင်မလို့ဘူးဆိုမှတော့သူ့ခေါင်းကပေါ်နေဒီတော့အပေါ်ကနေဘန်းစုပ်ကြီးကောက်အုပ်လိုက်ဘန်းစုပ်ကြီးကလည်းခလဲကပေါက်နေတော့ဖိုးသူတော်ခေါင်းကဘန်းပေါက်တွေကဘူးဘူးထွက်မလုံကျင်တော့ခေါင်းတစ်လုံးနဲ့ပေါ်နေရဲ့လေလို့တဲ့သူကဟဲ့နင်ဘာလုပ်တာလဲမို့အချိန်မရှိမှမဟုတ်ပါဘူးဒီမှာမိဖို့ကြောင့်နဲ့ငါကြောက်စားမှဆိုလာသိန်းမိမများသင်ခဏုတ်ပတိညာကောင်းတယ်။မှားတာအဲ့ဒီမိမလိန်စားတာပြီလား။ဟေးမိဖို့ကြောင့်နဲ့ငါကြောင်စမ်းမှဆိုလို့လာကြည့်တာဟုတ်ပါရဲ့။ဒီရှိုးဘောကမဲမဲရဘာတော့ဟာ။တော့နေတော့အဆန်းလို့ကျတော့ကောက်ဆိုင်မကြီးချထားတယ်မဟုတ်လား။ကောက်ဆိုင်မတွေထူးထူးခေါ်တဲ့မောင်းတစ်ကြီးလေတော်ဝဲလာတဲ့မောင်းတစ်ကြီးလေအမောင်နဲ့ဆိုတော့ပြုံးငနဲ့ကြည့်လိုက်အဟုတ်တကယ်မောင်းကြီးကြ
မောင်းတော့မြင်မှုတယ်မလားမောင်းကခလေးကဖောင်းတာလေအခုလေဖိုးကျတော့ခေါင်းကခလေးကပေါ်နေတော့ဖောင်းနေတာဗောအမောင်နဲ့ကျတော့မောင်းကြီးလို့ထင်ရအေးငါဝဲလာတဲ့မောင်းတစ်ကြီးငါတခါမှထုမကြည့်ရဘူးအထက်ကဖိုးကျတော့ရှင်းသားငါကောင်ဆော်တော့မှာငါကောင်ဆော်တော့မှာငါကောင်မောင်းကြပြီးဆော်တော့မယ်မောင်းလို့အော်ရင်မအော်ရင်ငါတို့ကိစ္စပေါ်တော့မယ်မထုပါနဲ့တော့ညာကြီးမို့ဆိုမှရက်ထားမိလာပါလားဆိုလာနေအောင်ကနည်းနည်းတော့စမ်းကြည့်ရအောင်မောင်းထုတဲ့တင်းမို့ကြီးသွားယူလာလဲဟာထုချလာဒူဟူဟူဟာနဲ့မောင်းတယ်ရဘယ်လိုကြီးတော့ဟာတော့နေတော့စေးဟိုးတဲ့မောက်ထားတော့စေးဟိုးတဲ့လာတဲ့အတန်ဆိုတော့လှိုင်းတန်ပေါ့မိမမပြောတတ်တယ်ဗျာနောက်တစ်ချက်ထပ်သူဒူဟူဟူပြောစီပါလားတော့နေတော့တစ်စက်ပိတ်ချတာတော့နှင်းကြလို့ဣနေရပေါ့မောင်းရပဲနှင်းကြလို့ဣနေပြန်တဲ့တော်ကြနေထုလိုက်ဒူဟူဟူထုလိုက်ဒူဟူဟူမဟုတ်ဘူးထုတာများတော့နားလာတော့ဒူနာနာဖြစ်လာတယ်ထုတာများတော့နားလာတော့ဒူနာနာဖြစ်ပြီရောနောက်လေလောက်တဲ့သူကပြန်အိတ်ရှင်အိုးကလေးဖဲမောင်းလေးဘန်းကျုပ်ကလေးပဲဆဲဝါကြော်တဲ့အိတ်ကြပြီအိတ်ရောငါကောင်တကုံဆော်သွားတယ်လမ်းရောက်တော့သူ့ဖြစ်ပုံလေးသူပြန်တွေးပြီးသူ့ခေါင်းလေးသူ့ကရုံးလေးသူပြန်ဆိုင်ပြီးတက်ခိခိကြီးဟာမလေးဆော်လိုက်လေကွာနားလိုက်တဲ့ထိတ်ကြီးထူတာကိုဆော်လိုက်လေကွာနားလိုက်တဲ့ထိတ်ပရိတ်တမနာကြောင့်လွတ်လာပေါ့လေပရိတ်ကြောင့်လွတ်တယ်နောက်နေ့ရတော့ပြန်ခေါ်ပြီးအချက်လမ်းပြလာကြည့်ချင်းသေးတာကိုလူလေးရဲ့မောင်တရှင်းမင်းအဖေလေတော့သွားပြီကွယ်အိပ်ပါတော့လားလာချင်းလာတော့အချက်ပေးသွားချင်းနဲ့ညဘက်ကထူထားတဲ့ယာကြီးရပြောက်သေးဘူးကောင်းစမ်းကြီးရတဲ့ဘူးကြီးကြံသေးတယ်ဒီညသွားရင်လည်းထပ်ထူအောင်မလားမသိဘူးတော်ပြီကွာမလာနိုင်တော့တဲ့အကြောင်းပေါ့တမနာလာခြင်းမရဲ့မနေ့ညကဒူနာတေကိုကွယ်ကြောက်လာပြီရဲ့လေနောက်တော့ပြတ်သွားရတယ်ပြောတာကြောင့်မကောင်းဘူးဟာဘူးတို့မန္တမြဒူနာတေဝေးကရှောင်းနိုင်ကြပါစေဆိုတာတော့ပုံမြင်လေးနော်ပေါ့နောက်ဒါကြောင့်မို့ဘိုးတို့ဘဘတို့တော်သိစီလည်းပဲခါရကဝကြီးကမနောကနေနဲ့မကောင်းတဲ့ဒုစရိုက်တွေမကောင်းတဲ့အမှုတွေမကောင်းတဲ့ပြောဆိုတွေမကောင်းတဲ့စိတ်အကြံတွေမကြံမိခြင်းနဲ့မပြောမိခြင်းနဲ့မလုပ်မိခြင်းနဲ့ပြောမိကြံမိလုပ်မိမယ်ဆိုရင်တရားကောင်းကြီးကကိုပြုတဲ့ကံကိုထံပြန်လိမ့်မယ်တဲ့ကိုပြုတဲ့အကုသိုလ်ကံတွေကတနေ့နေ့တစ်ချိန်ချင်းဒီဘဝမဟုတ်နောက်ဘဝမဟုတ်ရင်နောက်ဘဝတနေ့နေ့တစ်ချိန်ချင်းမှာပြန်ပြီးတော့အချိုးပေးလိမ့်မယ်တဲ့ဒါကြောင့်မို့မကောင်းတာမှန်သမျှမလုပ်တာကောင်းတယ်မလုပ်ခြင်းလဲမလုပ်နဲ့လုပ်ခြင်းလဲမလုပ်နဲ့ကုသိုလ်ကောင်းမှုဆိုရင်မလုပ်ခြင်းလဲလုပ်ခြင်းလဲလုပ်အကုသိုလ်မှန်သမျှမရှောင်ခြင်းလဲရှောင်ခြင်းလဲရှောင်ဒါကြောင့်မို့ဒီကနေ့ရန်ကုန်တိုင်းဒေသကြီးလဲကူမြို့နယ်ဇလုတ်ကြီးကျေးရွာဒါနကုသလဆွမ်းလောင်းအသင်းကြီးရှစ်ကျင်းမြောက်ဆွမ်းလောင်းအောင်ပွဲအထူးဓမ္မသဘင်တရားပွဲမှာဒီကနေ့ညဟောကြားအပ်သောကိုပြုတဲ့ကံကိုထံပြန်တဲ့မှတ်ရောမှတ်မိလားမှတ်ပါဗျာဓမ္မကရှမ်းသွားလဲမလွားရနဲ့နော်ဒီတရားထဲမှာကိုမှတ်တင်မှတ်ထိုက်တဲ့တရားလေးတွေမှတ်သွားပြီးတော့
အဲ့ဒီလိုမှမဟုတ်ပဲထိုင်ရကထားလိုက်တာကမေ့သွားပြီဆိုသွားရောပေါ့ဟာကိုရင်ဟောတဲ့အတိုင်းဒီထဲကတရားရောက်များချင်းညံကျုပ်ကိုအားထုတ်လိုက်မယ်ဆိုရင်နားတဲ့ပုဂ္ဂိုလ်လည်းကြိုးရှိတယ်ဟောတဲ့ပုဂ္ဂိုလ်လည်းကြိုးရှိဒါကြောင့်နောက်အများကြီးမမှတ်မိရင်တော့မလေးနော်တရားကောင်းကြီးလေးမှတ်သွားပေါ့ဩဘယ်နေ့တုန်းကဒီတရားလေးဟောခဲ့တယ်ဆိုပြန်မှတ်မိတာပေါ့နော်အမှားသွားရနော်ဒါကြောင့်ဒီကနေ့ညဟောကြားတော့ကိုပြုတဲ့ကံကိုထံပြန်ဆိုတဲ့တရားလေးကိုဒီနေရာမှာပဲညီကုန်းချုပ်ရင်းနဲ့အလုံးစုံဘိုးတို့ဘဝတို့တို့ကြီးလည်းပဲဒီကနေ့ပြုတဲ့ကုသိုလ်ကောင်းမှုကြောင့်မဟုတ်မနာမတရားမဖို့နိဗ္ဗာန်ကိုလင်းမြန်စွာရောက်နိုင်ကြပါစေရနိုင်ကြပါစေမျက်မှောက်ပြုနိုင်ကြပါစေလို့ဆုတောင်းရင်ဂါထာလေးတစ်ပုဒ်ဆိုပြီးတော့ဆုံးသက်ရအောင်ကြလို့အာယုံပြုကြပါဘာသာတဘာသုတ်ယံဒုဝဋ္ဌံဒုသူမင်္ဂလာဒုသင်္ဒုဒုက္ခတိင်္ဂမိန်ဘူရင်ဒုသဗ္ဗပါရမိန်ဘာသာတဘာကိုကြီးကိုငါကိုဒေသ၌ပြောကြဆံရတတ္ထဝဥသမြတို့သည်သုတ်ယံဒုအိမ်မယမကောင်းစွာမ၍နှစ်သက်ကြည်သာအိဋ္ဌနိုင်ကြပါစေကုန်သတည်းသူမင်္ဂလာကျက်တဲ့ရေရှဝေလံတဖြင့်စံပွင့်ရကုန်သည်ဖြစ်၍ဟုတ်တဟန်တို့ကောင်းစွာမိုးတောက်အလင်းရောက်လျက်ထမြောက်နိုးကြနိုင်ကြပါစေကုန်သတည်းဒုက္ခတိင်္ဂမိန်အပေဒုက္ခတိရောက်မိအကြောင်းမကောင်းခြင်းစုဒုတိယမျိုးကိုဒုသင်သူတော်လက်နက်တရားစဖြင့်ဖြိုဖျက်နိုင်ကြပါစေကုန်သတည်းတဗ္ဗပါရမိန်အလောင်းအလျာဖြည့်ကောင်းရသည်သုံးဖြာဆယ်လေးပါရမီအပေါင်းအကျင့်ကောင်းကိုပူရင်တူတရှင်ရင်တရရင်အောင်မလင်းပုံသေးဖြည့်ကျင့်နိုင်ကြပါစေကုန်သတည်းငါနဲ့ဟာမနာဒေတာကြီးလေးကုန်းမျိုးနဲ့ဇလုံးကြီးချေရွာရဲ့ဒါနကုသလဆွမ်းလောင်းအတင်းကိုဒီကနေ့ရတဲ့ဓမ္မပူဇာတွေကဒါနကုသလဆွမ်းလောင်းအတင်းကို10သိန်းကျပ်ကိုရင်ကပြန်ပြီးတော့လူတန်းပါတယ်ဒါဒုအဲ့တော့ရှိကြကြမယ်လိုက်ဆိုကြအရှင်ဘုရားတပည့်တော်တို့သည်တန်တရာဝေဩကရေရင်မှာလင်းမြန်စွာထွမ်းမြောက်ပါရစေခြင်းအကျိုးငါ၎င်းကံကို၎င်းကံဤကျိုးတရားကို၎င်းအထူးအားဖြင့်ယုံကြည်ပါကုန်သည်ဖြစ်၍တပည့်တော်တို့သည်ယဟန်တန်ဃာတော်အရှင်မြတ်တို့၏သီလကိုသမာဓိကိုဉာဏ်ညာကုန်စားတော်ယုံကြည်ရန်ဂုဏ်အင်္ဂါများကိုအလျက်မြတ်ထား၍ဒါနကုသိုလ်လူရန်ပါ၏အရှင်ဘုရားတပည့်တော်တို့ကသာယခုလိုပင်ဆွေးချေ၍စီစေ၍ပေတတ်တော်လူတတ်တော်အလူရှင်များဖြစ်ကြရပါလို့ဤရှင်ဘုရားဤကောင်းမှုကြောင့်ဘေးဟူသမျှရန်ဟူသမျှကင်းစင်ပါ၍ချမ်းသာဟူသမျှရရှိရပါလို့ဤအရှင်ဘုရား
ဤကောင်းမှု၏အဖို့ပါကကိုမိဘဘိုးဘွားဆရာသမားအစာထား၍30ဘုံကျင်လေကုန်သောတွေ့ကြုံများစွာတတဝါတို့အား၎င်းမင်းမြတ်တို့အား၎င်းပြမတို့အား၎င်းအလုံးစုံသောနတ်တို့အား၎င်းအလုံးစုံသောတတဝါတို့အား၎င်းအမြဖေးဝေပါကုန်၏အကျွန်ုပ်တို့နှင့်ထပ်တူထမြအမြရာ၍ကိုယ်စိတ်နှပြလူအိဆာဖြင့်ပြေဝကြပါစေသောကုသိုလ်အမြယူတော်မူကြပါကုန်လောသာဓုကုသိုလ်အမြယူတော်မူကြပါကုန်လောသာဓုကုသိုလ်အမြယူတော်မူကြပါကုန်လောသာလံဘောရဝဘာရမိသားစုကိုစိတ်နှပြချမ်းသာချမ်းသာလေးရစနာပြေပြီးမြတ်စွာဘုရားရှင်ရဲ့သာသနာတော်ကိုပြည့်စည်လေးပါးနဲ့ဒီမြောက်တောက်ပံလူပန်းနိုင်သောတရားဓမ္မတွေဖြစ်ကြပြီလေ။ဩနာတေယဒုက္ခပိတို့ဤခင်ဝေယအမှန်မြတ်နိဗ္ဗာန်ကိုရောက်ကြပါစေရကြပါစေမျက်မှောက်ပြုနိုင်ကြပါစေဗုဒ္ဓသာသနာစီရန်ဒိဋ္ဌတုဗုဒ္ဓသာသနာစီရန်ဒိဋ္ဌတုဗုဒ္ဓသာသနာစီရန်ဒိဋ္ဌတုသာ